3တောင်နဲ့ဝယ်ထားရတော့ကြည့်ရแล้วဝယ်တာမဟုတ်မတောင်းဝယ်တာမကြောက်ဩ Hello ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့စက်ပညာတွေကိုညီကိုတွေအတွက်မျှဝေပေးနေတဲ့ဒီ channel ပိုင်ရှင်ပဲဖြစ်ပါတယ်အရင်တော့ကျွန်တော်မမျှဝေပြထားတယ်မနေ့ကြာသွားပြီဘာဖြစ်လို့လဲဆိုတော့ညီကိုတွေသိတဲ့အတိုင်းဗျာနိုင်ငံရေးကမကောင်းတာနဲ့ကျွန်တော်ရဲ့ဖုန်းလိုင်းအခက်အခဲကြောင့်ဒီ channel လေးအခက်အခဲကြောင့်ကျွန်တော်ဗီဒီယိုလေးပုံမှန်မတင်နိုင်တာဖြစ်ပါတယ်နောက်ရက်တည်းရစပြီးတော့ကျွန်တော်အခုထိုင်းနိုင်ငံကိုရောက်နေပြီပေါ့နော်ညီကိုတွေအတွက်ကျွန်တော်ရှာပြီးတော့ပုံမှန်မျှဝေပေးပါမယ်လို့ကျွန်တော် comment မှာမေးထားလေးလည်းရှိတယ်ဗျာကျွန်တော်အားရင်အားတယ်လို့ရှာပြီးတော့မျှဝေပေးပါမယ်နော်ညီကိုကျန်သမားညီကိုကျွန်တော်ဝင်ရပေးကြပါအောင်ဗျာဒီတော့ကတော့ကျွန်တော်ဒီတိုင်းပဲဗီဒီယိုလေးတွေကိုရှာပြီးတော့တင်ပေးတယ်ခုနောက် reaction ပုံစံမျိုးနဲ့ကျွန်တော်လုပ်ပြီးတော့မျှဝေပေးမယ်ဗျာကဲညီကိုကျွန်တော်အားပေးကြပါအောင်ဗျာကျွန်တော်ညီကိုတွေကိုခုမျှဝေပေးမှာတော့ဒေါ်လာ3000ပေးရတော့မှမရအောင်ဆိုတဲ့တက်ချက်ဖာကြီးအကြောင်းကိုကျွန်တော်ရဲ့တူတူဝါကြည့်မယ်ဗျာဒီချက်ဖာကြီးကဒေါ်လာ3000တော့မရအောင်ဆိုတော့ဘယ်လိုကြံမျိုးလဲပေါ့နော်အတက်တွေကလည်းအပူးတွေနဲ့ဗျာဒေါ်လာ3000တော့မရအောင်ဆိုတော့ချက်ဖာကြီးတကယ်မိုက်ပါတယ်ကဲကျွန်တော်လည်းတူတူဝါကြည့်အောင်ညီကိုကျက်ကောင်3တောင်နဲ့ဝယ်ထားရတော့ကြည့်ရဒေါ်လာနော်မတောင်းဝယ်တာမကြောက်ဩဒေါ်လာ3000တော့လို့တော့တောင်းလိုက်ယူချက်မို့တော့တိုက်ချက်ဒေါ်လာ3တောင်နဲ့3တောင်နဲ့တိုက်ချက်ဒီကောင်နဲ့ဒီမှာလောက်ပါ300ကျက်ဟုတ်တယ်ရကဲတကယ်ရှယ်ပြရှယ်တိုက်ချက်ကျွန်တော်လည်းတစ်ခါမပြီးဘူး channel ကိုတခြားထားလိုက်ရနော်ဒေါ်လာ3000ဒီကောင်လောက်လေဟာလေရောင်းရဒီကောင်ကဒီကောင်လည်းဝင်ကြအောင်ကွာလို့ကွာလို့ကွာလေကွာနေနော်ဟာမွေးပြင်းဒီကောင်နဲ့ကြောက်ပြီအတက်ဆောက်သူ့တက်လူကဓာတ်သွားလို့ဩဒီမလေးဟာဒါတော့ဒီပုံစံနဲ့ဒါမှခုတ်လာဆမ်းမလေးအတက်မပုံလေးတော့ဒါမှရုပ်ပုံစံပဲနော်ဒီကောင်ပြောရဒီကောင်လေးဒီကောင်ဟိုဒါအရှိလိုက်လာတယ်လားတော့ဟာညီကိုတခြားကြီးတော့အတက်ပူးပြီနော်ဒါမျိုးကျွန်တော်မကင်ဘူးညီကိုတော့မသိဘူးနော်အထက်ကဟိုဘက်ဒီဘက်အပူးတွေဗျာတက်ပူးပြီဟိုဘက်3လုံးဒီဘက်3လုံးနော်တကယ်မိုက်တယ်ဗျာသူကအတက်ဆိုတလုံးလုံးထိုးတာသူကခုတ်တာလေမာဒီချက်ကြောက်ကြီးတံပတ်လို့ခေါ်တာဒီသူတွေကအကွာလိုက်ဒီလိုလကူရှိရမလားဒီမှာတော့လာတာပဲခုပဲနော်3တော့ညောင်းဒီတက်တော့ကြာပါညို့လေဖိုက်တာချက်ရုပ်ကလည်းမိုက်နော်ဒေါ်လာ3000တော့မရောင်းဘူးဆိုတဲ့တက်ချက်ဖိုင်ချက်တော့တိုက်ဒီကောင်လည်းပဲတိုးအောင်ဒီကောင်မတိုးဒီကောင်ကတရားကြီးတော့တော့ပါကဲညီကိုဒီဗီဒီယိုလေးကဒီလောက်ပါပဲနော်ညီကိုသိချင်တာလေးရှင်လည်း comment မှာမေးခဲ့ပါဗျာကျွန်တော်အားတဲ့ချိန်ကျရင်တီးတဲ့တော့ကျွန်တော်ပြန်ပြီးတော့မျှဝေပြန်ပြီးတော့ဖြေချပေးပါမယ်ညီကိုသိချင်တာလေးရှင်လည်းကျွန်တော်ရှာဖွေပြီးတော့မျှဝေပေးပါမယ်နော်ဒီချက်ကတော့ဒါဒေါ်လာ3000ပေးရတော့မရောဆိုတဲ့တက်ချက်ဖိုင်ပေါ့နော်တကယ်လည်းမိုက်ပါတယ်နှစ်နှစ်ကျော်ကအတက်ကလည်းဘယ်လို high သဘောမျိုးအတက်အပွားတွေနဲ့နော်အတက်လည်းတိတ်မထွက်ဘူးချက်ခွင်းခွားတွေနော်ချက်အတွေ့တောင်းတွေချက်လဲတွေခွင်းခွားတွေတကယ်တွေ့တောင်းနေနဲ့မိုက်တယ်ချက်တော့နှစ်ချောင်းလုံးကတန်ဖက်တွေကြီးပဲနော်ညီကိုကတကယ်မိုက်ပါတယ်ညီကိုရေကျွန်တော်နောက်နေ့ကစပြီးတော့ညီကိုတွေအတွက်ကျွန်တော်ဗီဒီယိုလေးတွေကိုမျှဝေနိုင်အောင်အများကြီးစူးစမ်းပါမယ်ဗျာကျွန်တော်လည်းညီကိုတွေကျွန်တော်မှညီကိုတွေဝန်ရံပေးကြပါအောင်ညီကိုတွေအားလုံးစိတ်ချနိုင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေဗျာတက်ကြကောင်းတွေကိုလည်းထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ညီကိုများဝန်ရံပေးကြပါအောင်ဗျာနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်